American နိုင်ငံမှာ fast food စားတော့ဆိုင်ပေါင်း2သိန်းခွဲနီးပါးရှိပါတယ်။ကမ္ဘာတဝန်းရှိ fast food လုပ်ငန်းများရဲ့နှစ်စဉ်ဝင်ငွေမှာဒေါ်လာ980ဘီလီယံကျော်ရှိပြီး2018ခုနှစ်ဆွီဒင်နိုင်ငံရဲ့စုစုပေါင်း GDP ထက်လည်းမြင့်မားပါတယ်။အဲ့ဒီပမာဏကလကမ္ဘာပေါ်သို့တက်ရောက်ရန် NASA ကုန်ကျခဲ့တဲ့စရိတ်ထက်၄ဆမြင့်မားပါတယ်။စစ်တမ်းတစ်ခုအရအမေရိကမှာရှိတဲ့96%သောကလေးငယ်များဟာ Ronald McDonald ဆိုတဲ့နာမည်ကိုတည်ကျွမ်းကြပါတယ်။သူ့ထက်လူသိပိုများတဲ့နာမည်ဆိုလို့ Santa Claus တာရှိပါတယ်။ fast food ဆိုတာဟမ်ဘာဂါ၊ချက်ကျော်၊ပီဇာစတဲ့အစားအစာများဖြစ်ကြပြီးလင်းမြန်စွာချက်ပြုတ်ရောင်းချနိုင်ရဲ့ပမာဏများစွာကြိုတင်ပြင်ဆင်ထားတဲ့အစားအစာများကိုဆိုလိုပါတယ်။ဒီ fast food လုပ်ငန်းများကျင့်သုံးတဲ့နည်းစနစ်ကို1921ခုနှစ် Kansas မှာရှိတဲ့ White Castle Hamburger ဆိုင်မှတည်ထွင်ခဲ့ခြင်းဖြစ်ပါတယ်။1948ခုနှစ်မှာ Dick နဲ့ Mac ဆိုတဲ့ညီကိုနှစ်ယောက်က Speedy Service System ဖြင့်ဟမ်ဘာဂါများကိုစတင်ရောင်းချခဲ့ပြီးဒီနေ့အချိန်ထိ fast food လုပ်ငန်းများကျင့်သုံးသောစနစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ပထမဆုံးတော့ Drive to Hamburger ဆိုင်ကိုဆယ်ပေပတ်လည်ခန့်ထားကျဲသောနေရာဖြင့်1948ခုနှစ် California တွင် In-N-Out Burger မှစတင်ဖွင့်လှစ်ခဲ့ပါတယ်။ Colonel Harlan Sanders ကလည်း1952ခုနှစ် Salt Lake City Utah မှာ Kentucky ချက်ကျော် KFC ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ Burger King ဒီလည်း1954ခုနှစ် Florida ပြည်နယ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ထို့ပြင်1958ခုနှစ်မှာ Dan နဲ့ Frank Carney ဆိုတဲ့ညီကိုနှစ်ယောက်ကသူတို့အမေထံဒေါ်လာ600ချေးပြီး Wichita မှာပထမဆုံးသော Pizza Hut ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။1965ဝန်းကျင်လောက်ရောက်လာချိန်မှာအစားအစာများကိုလင်းမြန်စွာပူပေးနိုင်တဲ့ microwave နည်းပညာပေါ်ပေါက်လာခဲ့ပြီး fast food လုပ်ငန်းများကိုလင်းမြန်စွာတိုးချဲ့လာနိုင်အောင်လှုံ့ဆော်ပေးခဲ့ပါတယ်။ microwave ဆိုတာက radio frequency များဖြင့်အစားအစာများကိုလင်းမြန်စွာပူပေးနိုင်တဲ့နည်းပညာတစ်မျိုးဖြစ်ပါတယ်။ထိုနည်းပညာကူညီဖြင့်1986ခုနှစ်ရောက်လာချိန်မှာအမေရိကတွင် fast food စားတောက်ဆိုင်ပေါင်း6000ကျော်အထိရှိလာခဲ့ပါတယ်။ fast food ဆိုင်များက၎င်းတို့ရောင်းချသောအစားအစာများအရသာတူညီစေရန်ကုန်ကျန်းများကိုတနေရာထဲတွင်စူးစီးပြင်ဆင်ခဲ့ကြပါတယ်။တူညီတဲ့အရသာထိန်းညှိနိုင်ခြင်းကလည်း fast food လုပ်ငန်းများရဲ့အဓိကအင်္ဂါရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ fast food ဆိုင်များအမေရိကန်တွင်ပြည့်ရှံလာပြီးနောက်1990ပြည့်နှစ်များတွင်နိုင်ငံတကာသို့စတင်ထိုးဖောက်လာခဲ့ကြပြီးတရုတ်၊ရုရှားကဲ့သို့သောကွန်မြူနစ်နိုင်ငံများထံသို့ပင်ဆိုင်ခွဲများတွားရောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။2024ခုနှစ်မှာ McDonald ကကမ္ဘာတဝန်းတွင်ဆိုင်ခွဲပေါင်း4300ကျော်ထိဖွင့်လှစ်ထားနိုင်ခဲ့ပြီးကမ္ဘာအနှံ့ဆိုင်ခွဲအများဆုံးဖွင့်လှစ်ထားသော fast food အမတ်တစ်စိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဆိုင်ခွဲများရဲ့3ပုံတစ်ပုံကျော်ခန့်မှာအမေရိကန်တွင်ဖွင့်လှစ်ထားပြီးမိုနာကိုမှာတော့ဒီဇိုင်းနဲ့တာဖွင့်လှစ်ထားပါတယ်။ထို့အပြင်ဂျပန်ရှိ3.6တန်းသောမိသားစုများမှာနှစ်စဉ် Christmas ပွဲတော်ကို KFC ချက်ကျော်ဖြင့်ကြိုဆိုကြပါတယ်။ဒါတင်မကတည်း2001ခုနှစ်မှာ Pizza Hut ကအပြည်ပြည်ဆိုင်ရာအာကာသစခန်းတို့ဒေါ်လာ1တန်းကျော်ကုန်ကျခံပြီးပီဇာတွားရောက်ပို့ဆောင်ခဲ့တဲ့ပထမဆုံးသောအမတ်တစ်စိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။1980ခုနှစ်လောက်မှာစပြီးကမ္ဘာတဝန်းရှိအဝလွန်သူဦးရေမှာ3ဆနီးပါးတိုးများလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကမှာ fast food စားတော့ဆိုင်များ2ဆကျော်ထပ်မံတိုးများလာခဲ့ပါတယ်။2016ခုနှစ်စစ်တမ်းကောက်ချက်အရကမ္ဘာတဝန်းတွင်အရွယ်ရောက်ပြီးအဝလွန်ရောဂါဖြစ်ပွားသူလူဦးရေမှာ1.9ဘီလီယံခန့်ရှိသည်ဟုဖော်ပြထားပါတယ်။တနည်းအားဖြင့်ပြောရရင်ကမ္ဘာပေါ်ရှိ39%သောလူဦးရေမှာအဝလွန်ရောဂါဖြစ်ပွားနေကြပါတယ်။ထို့အပြင်ကမ္ဘာပေါ်ရှိ340တန်းသောကလေးငယ်များသည်လည်းအဝလွန်ရောဂါဖြစ်ပွားနေကြပါတယ်။အဝလွန်ခြင်းမှာစီးချိုကင်ဆာကဲ့သို့သောရောဂါများဖြစ်ပွားစေတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။အကြောင်းမှာ fast food အစားအစာများကလူသားတိုင်းကြိုက်တတ်တဲ့တကြားတက်အဆီတက်အငံတက်များလွန်ပေါ်များခြင်းကြောင့်ပင်ဖြစ်ပါတယ်။ထို့အပြင် fast food လုပ်ငန်းများကလည်းစားလုံးသူများဆွဲဆောင်လာနိုင်ရဲ့စားတောက်ပမာဏများကိုအဆင့်တစ်ဆက်တိုးမြင့်ပေးခဲ့ပါတယ်။ဥပမာ1954ခုနှစ်လောက်မှာတုန်းကဟမ်ဘာဂါတစ်လုံးရဲ့ပြင်းပြအလေးချိန်မှာ3.9အောင်စတာရှိခဲ့တော့လဲ2006ခုနှစ်လောက်မှာတော့ဟမ်ဘာဂါတစ်လုံးကို12အောင်စထိရှိလာခဲ့ပြီး3ဆကျော်မြင့်တက်လာခဲ့ပါတယ်။ကိုလာခဲ့တော့ဆော်ဒါချိုရည်များလည်းဒီတိုင်းပါပဲ1955ခုနှစ်လောက်မှာတုန်းကဆော်ဒါတစ်ခွက်ကို9အောင်စခန့်တာရှိခဲ့တော့လဲယနေ့ချိန်မှာ38အောင်စအခွက်ကြီးများဖြင့်ဝယ်ယူနိုင်ပါတယ်။တာမန်လူတစ်ယောက်ခန္ဓာကိုယ်ဝိတ်အလေးချိန်ထိန်းနိုင်ရင်နေ့စဉ်ကယ်လိုရီ2000မှ2500ခန့်သာလိုအပ်ပြီးဟမ်ဘာဂါတစ်လုံးအာလူးကျော်မိတ်ရှိတ်တို့ကိုတစ်ထိုင်တည်းစားလိုက်ပါကကယ်လိုရီ2000ပင်ကျော်သွားမည်ဖြစ်ပါတယ်။သို့ပေမဲ့2000ခုနှစ်လောက်ရောက်လာချိန်မှာတော့စားလုံးသူများက fast food အစားအစာများဟာကျန်းမာရေးနဲ့မညီညွတ်ကြောင်းသိရှိနားလည်လာပြီးနောက် fast food အစားအစာများကိုလျှော့စားလာခဲ့ကြပါတယ်။ဒီတော့ fast food လုပ်ငန်းများကလည်းစားလုံးသူများအကြိုက်ကိုလိုက်ပြီး၎င်းတို့ရောင်းချတော့အစားအစာများကိုပြုပြင်ပြောင်းလဲလာခဲ့ကြပါတယ်။ဥပမာ2002ခုနှစ်မှာတုန်းက Burger King ကအသားမပါတော့ဟမ်ဘာဂါများရောင်းချတဲ့ပထမဆုံးသောအမှတ်တစိဖြစ်လာခဲ့ပြီး2004ခုနှစ်မှာ McDonald ကလည်း salad နဲ့ပန်းတီးများကို၎င်းတို့၏မီနူးတွင်စတင်ထည့်သွင်းရောင်းချခဲ့ပါတယ်။ယခုနောက်ပိုင်းမှာ
fast food လုပ်ငန်းများထပ်မံကြုံတွေ့ရတော့ပြဿနာနောက်တစ်ခုက calorie ပမာဏမဟုတ်တော့ပဲကမ္ဘာကြီးကိုကယ်တင်ရန်အတွက်ပဲဖြစ်ပါတယ်။အကြောင်းမှာ2015ခုနှစ်လောက်မှာစပြီးလွန်ခဲ့တဲ့10နှစ်တာအတွင်းကမ္ဘာအပူချိန်အမြင့်ဆုံးနှစ်များဖြစ်ခဲ့ကြပြီးအပူချိန်မြင့်တက်လာစေတဲ့အဓိကအကြောင်းရင်းတစ်ခုမှာလည်း methane ကဲ့သို့သော greenhouse gas များကမ္ဘာအပူဓာတ်ကိုဖမ်းချုပ်ထားခြင်းကြောင့်ပင်ဖြစ်ပါတယ်။ methane gas ကိုအများဆုံးထုတ်လုပ်သောအရာမှာနွားအုပ်ကြီးများပင်ဖြစ်ပြီးကမ္ဘာအကြီးမားဆုံးသောအမဲသားထုတ်လုပ်ရောင်းချသည့်နိုင်ငံဒီလည်းအမေရိကန်ပင်ဖြစ်ပါတယ်။ထို့အပြင်လူတိုင်းစားတဲ့ဟမ်ဘာဂါများကိုထုတ်လုပ်နိုင်ဖို့အတွက်လည်းတန်းနဲ့ချီသောနွားကောင်ရည်လိုအပ်ပါတယ်။ထို့အပြင် fast food အစားအစာများမာယူစားတော့ခြင်းကြောင့် plastic အမိုက်တန်းချိန်ပေါင်း2,690,000ထိဖန်တီးထားပါသေးတယ်။အရက်မှဖိအားများကြောင့် fast food လုပ်ငန်းများကလည်း၎င်းတို့၏ပါဆယ်ထုတ်ပိုးများကိုဖော့အစား recycle လုပ်ရန်ပိုလွယ်ကူသည့်စက္ကူကဲ့သို့သောပစ္စည်းများကိုအစားထိုးအသုံးပြုလာခဲ့ကြပါတယ်။တကမ္ဘာလုံးရှိ fast food လုပ်ငန်းများ၏စုစုပေါင်းတန်ဖိုးမှာဘီလီယံ900ကျော်ထိရှိပြီးအမေရိကန်မှာ fast food စားတောက်ဆိုင်များတွင်အလုပ်လုပ်ကိုင်နေသူပေါင်း3.8 တန်းထိရှိပါတယ်။ fast food အစားအစာများကကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်တယ်ဆိုပေမဲ့ကမ္ဘာတစ်ဝန်းရှိစားလောင်သောပစံများကိုဆက်လက်ဖြစ်စည်းပေးနိုင်တော့ပါပဲ။ထို့အပြင်ယနေ့ခေတ်စီးပွားရေးလုပ်ငန်းများကဤပညာတိုးတက်လာခြင်းနဲ့အတူကျွန်တော်တို့ဘာပစ္စည်းကြိုက်တက်လဲဘာဝယ်တက်လဲဆိုတာကျွန်တော်တို့ကိုယ်တိုင်ထက်ပင်ပိုနားလည်အောင်ယူတစိုက်လေ့လာခဲ့ကြပါတယ်။ဒီတော့အနာဂတ်မှာဘာတွေဆက်ဖြစ်အောင်မလဲသိချတာတခုကတော့ fast food လုပ်ငန်းကကမ္ဘာကြီးပေါ်ကနေပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာပါပဲ။